ရီနာမည်ဆိုဖီယာဖြစ်ပါတယ်။သမီးဦးနေနေအကြောင်းမှာ ECC Part 1တက်နေပါတယ်ရှင်။ဒီခု F1 ဖြည့်ပြီးရင်ဒီလ F1 ဖြည့်ပြီး Part 1ပြီးပါပြီ။ပြီးရင် Part 2တက်ဖို့စီစဉ်ထားပါတယ်ရှင်။ဒီ Part 1မှာ F2 နဲ့ F3 ဖြည့်တာ F3 ကိုအမှတ်တရနဲ့အောင်ထားပါတယ်ပြီးတော့ F2 ကို65မှတ်နဲ့အောင်ထားပါတယ်ရှင်။ဒီဦးနေနေအောင်ကျောင်းမှာစတက်ခဲ့တာကသမီးအသက်16နှစ်လောက်မှာစတက်ခဲ့တာပါ level 2ကိုစတက်ခဲ့ပြီး distinction နဲ့အောင်ခဲ့ပါတယ်ပြီးတော့ဒီ accounting ဘာသာရေးကိုစိတ်ဝင်စားလာခဲ့လို့ဒီ level 3တက်ရနေကို ACC အသက်20မှာ ACC လုပ်နေပါတယ်ဒီ level 3ကိုလည်း9ဘာသာလုံးပုံတူးနဲ့အောင်ခဲ့ပါတယ်ရှင်ပြီးတော့မမျှော်လင့်မဲနဲ့level 3 management accounting ဘာသာရေးမှာ world and country gold medal ဆုရခဲ့ပါတယ်သမီးစူးစမ်းမှုတွေကြောင့်လည်းမဟုတ်ဘဲနဲ့ဆရာနေနေအောင်ရပြီးတော့ဆရာမရဲ့တင်ပြမှုတွေပြီးတော့ view ဆိုင်မှုတွေပြီးတော့ revision မှာလေ့ကျင့်မေးခဲ့တာတွေကြောင့်သမီးဒီအောင်မြင်မှုတွေရခဲ့တာပါဒီအောင်မြင်မှုတွေချီးမြှင့်မှုတက်ဆိုဆရာနေနေအောင်ကECC Part 2မှာတက်ဖို့3မှာတာ scholarship ပေးပါတယ်ပြီးတော့ဒီ F1 တဲ့ exam fee လဲ scholarship ရခဲ့ပါတယ်အဲ့အတွက်ဆရာနေလင်းအောင်ပြီးတော့တာမွေဘက်ကရောလှဲတန်းဘက်ကရောဆရာမရဲ့အားလုံးကိုအရင်ကျေးဇူးတင်ပါတယ်ပြီးတော့သမီးဒီ LCCI ဘက်ကိုလမ်းညွှန်ရောက်ဖို့လမ်းညွှန်ပေးခဲ့တဲ့ငွေချင်းကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့သမီးအဖေမေသမီးမိဘနှစ်ပါးကိုလည်းကျေးဇူးတင်ပါတယ်အခုတည်း support ပေးခဲ့တဲ့မမနဲ့ပပနှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့သမီးဒီ Part 2တက်နေရင်လည်းအလုပ်လုပ်ချင်ပါတယ်အတွေ့အကြုံလေးလိုချင်လို့ပါ ACC ကလက်တွေ့ပဲစာတွေ့ပဲမဟုတ်ဘဲလက်တွေ့လည်းလိုရဲဆိုတော့အလုပ်လုပ်ရင်းနဲ့အတွေ့အကြုံလေးလိုချင်လို့အလုပ်ကောင်းများရှိလို့ရှိရင်အလင်းပြပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်